တက်ခံနေကောင်းနေပါပြီပဲအောင်ဒီမှာတောင်တက်မလို့တငယ်ချင်းအညာသားတွေဒါညာသားတွေယူပဲနော်ဒါကတော့တမင်ခေါင်းတောင်ဒါတောင်တက်ခံဒီမှာကောင်းနေမကြိုက်အောင်ပြုတ်တယ်မကြိုက်အောင်ကိုကောင်ချင်းတို့ဘုဒ္ဓစီရင်ဖြန်းမွားချင်းလာဘူးရဲ့တဲ့ဒီနေ့မှာတော့လူစီမြောက်မှာဒီမှာသူတို့ကားလေးတွေနဲ့အိမ်ဘူးလူပန်းမလားမပန်းတော့ဘူးရတယ်အဲသူတို့ကမ်ပိန်းကားလေးတွေကမ်ပိန်းကားနဲ့လာကြတယ်ဒီမှာ2စီးရှိတယ်ဟုတ်ရက်လိုက်ပေါ့ဟာကြောက်တော့ကြည့်ရတော့ဒီတောင်တက်မှာဆိုတာခုံစားဆွမျိုးလို့ခံပန်းလို့ဆက်ပြီးခုံစားဆွမျိုးဆိုရတော့တမင်ကြီးတောင်တမင်ခေါင်းတောင်တမင်ကြီးလားတော့မယ်လာကင်မရာမန်ရောက်တွေ့ဒီကလည်းရိုက်ဒီတောင်းဒီတော့လူတော့တိတ်တက်မယ်လို့မရှိဘူးနဲ့တူပါလည်းပြင်ပြီးပဲအဲ့ဒါဘလို့တွေ့နိုင်မှာလဲဘိကလေးမှာဟောငါရောက်တင်ပါလေငါပါငါ့ကိုတော့နည်းနည်းခေါင်းတယ်နော်အော်ဒီမှာအော်ကတော့တယ်ဒီလိုပြောတာအလုံးနဲ့ဆိုကားစီးနော်12မိနစ်လောက်ပဲကြာညနေပိုင်းလေးပေါ့ခုက6နာရီအခု9နာရီခွဲလားဟလား9နာရီခွဲလားဘူးလို့ခဏလေးရောဆိုကုန်ရရကြီးအဘိုင်းတို့အော်ခယူဘာခယူလဲကိုရီးယားခယူလဲဝေးတော်ပြလိုက်တယ်အယူရွာကိုင်းနေတယ်ခုနကကျွန်တော်တို့လမ်းပြောင်းနေလို့လမ်းတောင်တလမ်းခုမှတွေ့ဒီတော့တိတ်တက်တဲ့လူရှိရဲ့ခါကြတော့နည်းနည်းရှာဖွေကျွန်တော်ပေါ့ပေါ့ရှာလိုက်တက်ကြလမ်းလေးတော့ရင်တော့တက်ပုံရပါတယ်စောင်းတွင်ပဲလေရှေ့မှာကားပါကင်တွေပါလုတ်ပေးတာဘယ်တော့ရောက်တော့လဲဘယ်တော့ရောက်တော့လဲဒီလိုပို့လာခဏဒါတော့သူကတော့ Facebook ဆယ်လီပေါ့အောင်ဆိုးမြင့် Facebook မှာနာမည်ကြီးအောင်ဆိုးမြင့်ကိုရီးယားဆယ်လီပေါ့နော်ဆယ်လီပေါင်းကျွေးကြတောင်တက်ရလဲမောတော့အဲ့ဒါဦးလေမတိုးတော့ဘူးအပင်နေနဲ့ဆိုခတိတော့ကြမှာပါအပင်နေကွဲနေအောင်တော့ကြမှာမပါဘူးဆက်စီတော့ကြမှာတော်တဲ့ပေါက်တကယ်ပြောအောင်ဟာဟိုမှာတောင်ရှိဘုရားပဲရိုက်ရလားကုန်းထဲမှာအခုကောင်းညောင်ညာဆိုမှနေတော့တယ်တောင်းတက်ဘယ်လိုပါလဲမိုးရွာထားတော့တောင်းတက်တာကြီးကြီးနည်းနည်းချော်ဟုတ်ပါလားဟိုမြင်ရတယ်ဟိုမှာကြည့်အောင်နည်းနည်းလေးမြင်ရတယ်ဟုတ်ဩဒီနားတော့မြင်ရ
တော့အများကြီး ငယ်ချင်းလေးယောက်တက်လာဒီနေ့တော့တငယ်ချင်းတွေပါအရင်ရက်တွေကတော့တယောက်တည်းကိုဟုတ်တောင်းနည်းနည်းတော့တန်တယ်နည်းနည်းတော့မတ်တယ်ဗျပင်ကောင်းမိတန်တယ်လား ပြောလားတောင်းတယ်လားပြောလားပြောလားပြောရတယ်လို့ပါ 我你吃不到，你搞不明的。ဘာမှမကြအိုးရေပေါ့ရေပေါ့ ဒါတော့လေတလက်တွေ လာပါတယ်ခင်ဗျဒီချောက်ခလို့လိုက် ဆက်တက်မယ် Oh my god Oh my god ဘူပြီးပတ်လိုက်ကြီး ဟုတ်မြင်တာပဲ ပြန်ဟိုအတော့တက်တာလေးဒါပြီးပြန်တော့ ဟောဆောင်းဆန်အီချစ်ပုံနဲ့တောင်ကတ်စစ်စစ် တော့မမြင်လား နည်းနည်းမမြင်တာတဲ့ဆိုင်စောက်တာပေါ့လမ်း 我今天都干一台， ငါအဲ့ရနေတဲ့ခါတော့ရိုက်တယ် 多危险。 Oh ခဏအဲ့နေရိုက်တယ်ဟိုနာတစ်ခေါက်ပြန်ဆင်းရိုက်ရှင်တယ် ဝါလာတယ်ဟိုမှာကျွန်တော်တို့ကားရက်တဲ့နေရာဟိုမှာ ရိုက်တာကင်မရာမှာကောင်းကောင်းပေါ် 不，前面 ကျွန်တော်ထိန်ထားတော့ရောက်တော့မှာပါကျန်တာတော့တောင်းရတော့ဘာမှတော့မရှိဘူးပေါ့နော်ရှုခင်းလေးကတော့လှတယ်ရာသီဥတုတော့ရမ်းမကောင်း ကြည့်တက်လာတယ် 拿下呗。 ဟိုမှာလေရင်ခွင်းကဒီဟာဟိုပါပေါ့ကိုရီးယားလေမောင်းတင်တဲ့လေရင်ခွင်းပေါ့ဒီမှာ 哎，过来的 လေရင်ပြေးလန်းနေပါရှိတယ် ，OK， ရိုက်တာ 1 2 3。 ထောင်းနေငါပြမယ်တောင်းပေါ်ဘေးဟောဘေးရွာပြီဟုတ်ခါအိုးဟုတ်တယ်နေတာ ကိုကတော့ဒီဘက်ဆက်တက်မယ်တောင်ထိပ်ကမရောက်သေးဘူးနဲ့တူတယ်နည်းနည်းအမောလေးဖြည့်ရင်ပေါ့ဒီတောင်ကနည်းနည်းလူတက်တော့နည်းနည်းနဲပုံရရှုခင်းကတော့လှတယ်ဗျပြင်မှာတော်တော်လှတယ်ရှုခင်းကလေတလက်တွေနဲ့ဂျဲဂျူမှာလေတလက်တွေတော်တော်ပေါ်တယ်ဂျဲဂျူတို့ကလေဂျဲဂျူတို့ကလေတလက်တွေတော်တော်ပေါ်တယ် โอ้โหထိတ်တော့โอ้อีပါငါတော့လေကြာတော့လေတဲ့ကြောင်မမောလေတဲ့ကြောင်မအိုချင်တော့ ပဲကြံခဲ့ 我讲， ဟာလာဆိုင်ကြီးကတော့မမြင်ရအောင်ဟာလာဆိုင်ကြီးကတိန်နေဖုံးနေတော့ကွဲနေတကယ်ကြီးနေတဲ့တောင်တက်လာတာ
ရေဘူးလည်းမပါဘူးရေဘူးကကားတဲ့ကြံခဲ့တောင်ကတော့အလုံနာလေးရဟာပဲဒါပေမဲ့ဒီကောင်လေးကနည်းနည်းလေးမတ်တယ်ဒီတော့လူသွားလူလာလူတက်နေတယ်နဲ့တူတယ်တိတ်ပြီးတော့ခြေရလက်ရမတွေ့ဘူးပေါ့နော်မျက်တွေကြီးပဲပုံမှန်လူသွားလူလာများတဲ့တောင်နေဆိုရင်ကျွန်တော်တို့ဒီလိုမျက်တွေရှိမနေဘူးပေါ့နော်မျက်တွေရိတ်ထားပေးတယ်မျက်တွေလည်းရိတ်ပေးထားတယ်ဘေးနာအကာရန်လေးတွေတိချလုတ်ပေးထားတယ်အခုကဘာမှမရှိဘူးဒီတောင်အပေါ် view ကတော့တော်မိုက်တယ်လေတလက်တွေနဲ့ကျဲကျူမှာလေတလက်တော်များတယ်ဘာလို့ဆိုလေတိုက်တော့လေဝင်းတာပိုင်းကြီးတော်များတယ်ဒီမှာလည်းရှိတယ်ဟိုဘက်မှာလည်းရှိတယ်ဒါတချမ်းပဲရှိသေးတော့ရာသီဥတုတော့မြင်တဲ့အတိုင်းပဲအုပ်မှိုင်းနေတအားပူပြီးတော့ဒီမနေ့ကညနဲ့ဒီနေ့နဲ့မိုးလေးနည်းနည်းရွာတော့ဗောနော်မိုးလေးနည်းနည်းရွာတော့ရာသီဥတုအုပ်မှိုင်းနေရာသီဥတုအုပ်မှိုင်းနေပဲမယ်ပူအိုက်ဆိုးပြီးတော့ပူအိုက်တော့တမျိုးကြီးပဲဒီနေ့ကိုရီးယားမှာတော်တော်ပူတယ်ဗျနှစ်တရာအတွင်းမှာအပူဆုံးနှစ်လို့ပြောတယ်ထိုင်ကုန်လေးတော့လှုပ်ထားပြီထိုင်ကုန်လှုပ်ထားပြီမယ်တစ်ပင်နေနဲ့ကွယ်ဝိုင်းအရင်တော့ view ရှိမှာပေါ့လေခုကကွယ်သွားရင်ထိုင်ကုန်လေးရှိပြီမယ်တစ်ပင်နေပေါက်လာတော့ view ကွယ်သွားရင်လူသားလူလာနေတော့တောဝက်တွေပဲတွေ့ရမှာတော့တခုဆိုးတယ်တောဝက်တွေပါလေဒီကျေးဇူးမှာရှိတယ်တခြားအကောင်တွေပါတော့မရှိပါဘူးအဲကြီးရယ်တောဝက်ရယ်အဲ့လိုဟာတော့ရှိတယ်အော်တောင်ထိပ်တစ်ဖက်ချမ်းရောက်ပြီဟိုးကောင်းလိုက်တာအခုမှလေလေးတိုက်လာဟုတ်မှာလေလေးတိုက်လာတော့အဆင်ပြေသွားဒါမြေပုံလေးပြတာကျွန်တော်တို့လာခဲ့တဲ့နေရာဒီမှာဒီနေရာကဒါကျွန်တော်တို့လုံးနေရဒီကနေပြီးတော့ဒီဘက်ပတ်လာဒီတောင်ကိုပတ်လာဒီကကောက်ကွင်းနေရဒါကကျွန်တော်တို့လှုပ်တဲ့နေရာဒါကျွန်တော်တို့လှုပ်တဲ့နေဘေးနာတောင်ဒီကနေပြီးတော့ကျွန်တော်ဒီဘက်လမ်းရှိတယ်အဲ့လမ်းကနေပတ်ပြီးတော့ဒီလိုလာဒီဝါဒီဘက်မိုက်တယ်နော်ဒီဘက်မိုက်တယ်လှနေလေးတွေတိုက်ပြီးလှနေတပင်းနေဒီနားအပင်လေးတွေမရှိရင်ပိုကောင်းပါတော်တော်လှတာလေးလေးတိုက်နေတော့မိုက်တယ်ရာသီဥတုကတိတ်မကောင်းတာတခုပဲပေါ့နော်ဝင်းတာပိုင်းနေအများကြီးပေါ့ဒီကောင်ပြန်ဆင်းတာဖြစ်မယ်ငါတို့မျက်စိအမြင်အားနဲ့ထားတယ်ဒီမှာလေးဂျေဂျူရဲ့တောင်ကုန်းလေးတွေအမှတွေ့လားပူစုလေးတွေအားကြီးပဲတွေ့လား तू ကအဲ့ဟောင်းနှင်းလေးတွေလေမီးတောင်လေးတွေမွားစီလေးတွေအဲ့လိုဟိုကတော့ကျွန်တော်တို့ဂျေဂျူမှာအထင်ကြရတောင်ပေါ့နော် तू ကဟိုးမှာပြလေးပဲမြင်ရတယ်ရာသီဥတုမကောင်းလို့ဒါဆောင်းဆိုင်အီချီဘုံလို့ခေါ်တယ်အီချူဘုံပေါ့နော် तू မီးတောင်ပဲဒါလေးတွေမီးတောင်လေးတွေယူလာတယ်ဒီရောက်ထားရင်ခုနကဘာလို့ဘယ်တော့တိုင်းမကောရပြင်မလားတော့ဆိုရရတော့ကဲဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ပြန်တော့မယ်နေ
မြင်ပါလား တောင်းဒီဘက်အစင်းတလန်းနေတူတယ်နော် အာဟုတ်တယ်ဆင်ကျင်အဲ့ပြဆင်ကျင် စင်းပြန်ပတ်နေရမှာ ကား ပေါ့ တော့ပဲပြီ ခုနပတ်တဲ့လမ်းကြီးနေမှာနော်ဆင်းတာ ဟုတ်မယ်အဲ့လိုပတ်တဲ့လမ်းဖြစ်ဒီမှာဒါအစင်းတလန်းပေါ့ဒီနေ့တော့ဒီလောက်ပါပဲဗျာကျွန်တော်နောက်လေဒီဂျေဂျူရဲ့မှာရှိတဲ့တောင်ကုန်းလေးတွေရှာကြံပြီးတော့လိုက်တက်ပြီးတော့တင်ပေးမယ်ပေါ့နော်အလှပလေးတွေကျွန်တော်တို့ကဒီလိုတောင်လေးတွေကတော့ကျွန်တော်တို့တော့အလှပပဲပေါ့နော်တောင်တက်တာတော့ဝါသနာပါတဲ့လူတွေတော့ကောင်းတော့ဗောလေ မော်ရောက်သားပါလေ လုံးလိုက်ပါအောင်ဘိုင်ဘိုင်လုံးလိုက်ပါ ကမြန်ရင် ဘိုင်ဘိုင်လုံးလိုက်ပါ ဘိုင်ဘိုင်ကျွန်တော်ပြီးအမြင့်ဘယ်လောက်ရောက်လဲနားဒီကုန်းမှာလေငါဘယ်ကမှဟိုက်ချိန်ထားလား ပြောပေးပြီးမလားပြောတယ် ရေးထားပါ ထိုင်ရလေ 49မီတာလေ ဟောဟုတ်တယ်480 အဲ့မှာမိုက်တိတ်ပြီးပြောလေ 485ဟော484 မိုက်တိတ်ပြီးပြောလေ ဟောထားရလားမိုက်ကြည့်လားဟောကျွန်တော်တို့အမြင့်ပေပေါ့484တက်တမ5မီတာအမြင့်ကိုရောက်နေပါတယ်ဟိုပေါ်မှာလှမ်းကြည့်လိုက်ပါဦးခင်ဗျာကျွန်တော်တို့ရန်ကိုပဲရင်သက်ရှူမောပဲအဲ့လောက်ကြည့်ဟုတ် ဒီမှာဒီကတင်းချင်ကြရလေ ရနှုတ်ဆက်လိုက်တော့ ဟုတ်တယ်မှာဘာကြီးတော့ ဟောက်စုတွေအများကြီးပဲ ဟုတ်တယ်ဘာကြီးလည်းမသိဘူးခင်ဗျာကျွန်တော်လည်းမသိဘူးဆောင်းဆန်းလီတာဆောင်းဆန်းအီချူပုံတာ ဆောင်းဆိုင်အချူပါဟိုးမှာလေဟိုးမှာတက် ဟောဟိုကဆောင်းဆန်းအီချူပုံဟိုကဘာကြီးလဲတိုက်ကြီးဂျဲကျူးရှိနေတယ်လေ ဟုတ်တယ်ကျေကျူးရှိဟုတ်ဘူးလေဒါ ဂျဲကျူးရှိချိုစွန်းလားကျွန်တော်လည်းမရောက်ဘူးခင်ဗျာလာသွားကြအောင်ခင်ဗျာကျွန်တော်တို့ဒီမှာဘာလဲဒီမှာစက္ကန့်ဖတ်လို့ရတယ်ခင်ဗျာလူတောင်နေမှာဆိုရင်စက္ကန့်ဖတ်လို့ရပါတယ်ဒါရဲ့အတောင်းရမှာဗဟုချက်ပေါ့နော်ဘယ်နှခုနှစ်မှာလုပ်ထားတယ်1999ခုနှစ်မှာဘာပါရော新加坡其中中국가충청평평평평평표시ပေါ်တော့ကြရမှာတယ်ပါ